Okay ကျွန်တော်တို့ကယူနီအကြမ်းမြင့်နံပါတ်2အကြောင်းလို့ပထမနံပါတ်1ကကျွန်တော် brand နဲ့ model ကိုဆက်ရှင်းပြပြီဒုတိယအချက်အနေနဲ့အဓိကကြည့်ရမှာ brand ကောင်းတယ် model ကောင်းတယ်ရည်သွေးကောင်းတယ်သို့ပေမဲ့ကျွန်တော်တို့ဂျပန်ယူစကန်တွေမှာသူတို့တီးထားတဲ့နှုံးဘယ်လောက်တီးထားတဲ့တချို့ကျတော့ကူပိတ်ကျင်လာတဲ့ဂီတာတွေရှိတယ်အဲ့လိုဂီတာတွေမှာအဓိကကြီးရမယ်အချက်ကဒီမှာဒီကြီးပါတယ်ကြီးတွေကိုဒီမှာချိုင်နေတာဒီတစ်ခုချင်းစီတိုင်းအောင်အနေအကျဉ်းလေးအပွန်းရလောက်ကတော့ကျွန်တော်လက်ခံလောက်တဲ့အနေအထားမျိုးမှာရှိတယ်အကယ်လို့ဒီကြီးပါးတွေချိုင်တာများသွားလို့ရှိလို့ချင်းအပြင်စီကလက်ထက်အလိုက်လို့ချင်းကျွန်တော်တို့အနည်းဆုံး2000 3000ဘန်း2000 3000လို့ကျွန်တော်တို့ပြရမှာဖြစ်တယ်အဲ့ဒီတော့အဲ့ဒီဂျပန်ကယူရီဒီကောင်နဲ့စက္ကန်နဲ့မကန်တော့တဲ့အနေထားမှာရှိတယ်ပေါ့အဲ့ဒါကိုဒီကနံပါတ်2အချက်အနေနဲ့ဒီကြီးပါးတွေတစ်ခုချင်းစီတိုင်းကိုစစ်စီဟုတ်ဒီကောင်ကနံပါတ်2အချက်အနေနဲ့ပေါ့โอเคဒီတော့နောက်ဗီဒီယိုမှာဆက်တွေ့မယ်